ကြောက်ခဲကိုရင်ကြီးရွှွနစ်ကိုရွှေဖြစ်အောင်လုပ်မလို့လားမဖြစ်ဘူးတစ်ထစ်လျှော့လိုက်ဂျိုမာတစ်ထစ်လျှော့လိုက် Oh sorry ပဲရအောင် sorry ပဲဂျိုမကမာယာနဲ့တော်အချောက်တုံးမှောက်ပြီးရောက်လာတဲ့ရွှေသမင်ထင်နေတာလက်ဆက်တတ်တော့ဂျိုမရဲ့ဒီနေ့တကယ်စင်ရာဟုနဲ့လာတွေ့နေတာကိုကျုပ်ကဥဒေတရံဂါထာကိုမရပါနဲ့ကျုပ်ပုံကိုကြည့်စမ်းဂျိုမပေါက်ဘူးဘိုးမရှိဘူးအမိမပေါက်လာမနုနဲ့နှခါယူသွားမယ်ဟာကြိုက်သွားပြီကြိုက်သွားရင်အမိလိုက်ပြောအမေသဘောတူရင်ခမည်းသဘောခုတော့ခိုးရမလိုက်နိုင်သေးဘူးရာဟုကရှင်တော်မပြုတ်ဘူးဂျိုမကလေငိုပြတာတဲ့အဲ့ဒီလိုဆိုမှအလိုကြတာကဲဆိုစမ်းမအောင်ကျွန်တော်ကကဘာမကြေတောင်ဆုံးအောင်ရတာမဟုတ်ပါဘူးဟိုတလောကရှင့်ကိုကလောမှာတွေ့တယ်ဟုတ်တယ်အခုခမည်းကိုရွှေညောင်မှာတွေ့တယ်ကြေရောရှင်ရွှေညောင်ကိုဘာလာလောက်တာလဲရအလုပ်လုံးမလို့ထွက်လာဒါဖြင့်လုံးမနေနဲ့ sorry ပဲဂျိုမပုံစံကခက်လာကိုလုံးကခတ်ကြွကြွညင်နာလေးချိုမြနေတဲ့ဂျိုမလိုမိမသားတွေလက်ညှိုးညွင်အောင်ဘယ်တော့မှမလုပ်ပါဘူးလို့ပါနုပေတံဝေရာမဏိထားတဲ့သူမို့ကဲမတ်ရွှေဂျိုမယာဟုမောင်အလိုမကြလို့လာလန်းတိုင်းပြန်ကြွ